မေမေတို့ခဏခဏမင်းနေတဲ့ဆီလီကွန်သွားရကြိုက်လေးတွေအခုနန်းတော်ဝင်မှာ install အစုံပြန်ရောက်ထားပါပြီရှင်အဲ့ဒါလေးတွေကိုပြပေးမလို့လိုက်ကြည့်ပေးဦးနော်ဒီမှာပထမဆုံးကကြတော့ဘယ်လိုပုံစံလေးလဲဆိုရင်ဒီလိုမျိုးလေးဒီလိုမျိုးဆက်ဆက်ကောင်းတဲ့အယုတ်ပုံစံလေးနဲ့ဒီလိုမျိုးသွားရကြိုက်လေးပဲဖြစ်ပါတယ်ရှင်နောက်ပြီးတော့နောက်တစ်ခုကကြတော့ဒီလိုမျိုးချင်းလုံးပုံစံသွားရကြိုက်လေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးလေးနောက်တစ်ခုကကြတော့ဒီလိုမျိုးလေးမှုံပုံစံသွားရကြိုက်လေးပဲဖြစ်ပါတယ်ရှင်အသားလေးရဆိုလို့ရှိရင်လည်းဆီလီကွန်သားအီလေးကိုမှကြည့်ပါအောင်ပြဖက်နေရပဲအတန်လေးတွေကလည်းအခုတိုင်းပါမှာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးလေးနောက်ဆုံးတစ်ခုကကြတော့ဒီမှာခြောက်ချက်ပုံစံသွားရကြိုက်လေးပဲဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်းဆီလီကွန်သားလေးပဲဖြစ်ပါတယ်ရှင်အဓိကတော့ပေါ့နော်ဘေဘီလေးတို့တဖုံးရပြီးတော့မှသွားပေါက်ချင်လာတဲ့ချိန်ကြလို့ရှိရင်တွေ့ရကြုံရလို့ရှောက်ကြိုက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးကြိုက်တတ်တဲ့ခါကြလို့ရှိရင်ဘေဘီလေးတွေအန်ရည်များတယ်ပေါ့ပြီးလို့ရှိရင်တဖုံးလေးတွေအတွက်လည်းအန်ရည်ရှိနိုင်တယ်ပေါ့နော်အဲ့ကြောင့်မို့လို့ဒီလိုမျိုးသွားရကြိုက်လေးတစ်ခုကိုသာပေးကြိုက်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်ဘေဘီလေးရဲ့ဒီလိုမျိုးလေးလက်ချောင်းတက်သားလေးတွေလည်းတန်ပါတင်တဲ့ပြင်သွားရကြိုက်လေးတွေကဒီလိုအတန်ပါတဲ့အတွက်ကြောင့်မို့လို့ဘေဘီလေးရဲ့အစားအယုံကိုလည်းပို့ပြီးတော့မှမြင့်တင်နိုင်မှာပဲဖြစ်ပါတယ်ရှင်အဲ့ကြောင့်မို့ဘေဘီလေးတို့တဖုံးရပြီးတော့မှသွားပေါက်ချင်လာတယ်ဆိုလို့ရှိရင်အစားအရာတွေကိုပေးကြိုက်မယ်စားဒီလိုမျိုးသွားရကြိုက်လေးတစ်ခုတော့စောင့်ထားလိုက်ပါနော်ဒီလိုမျိုးသွားရကြိုက်လေးတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့မိုးရဲ့ TikTok Messenger ကပဲဖြစ်ဖြစ် Page Messenger ကပဲဖြစ်ဖြစ်ဆက်သွယ်မှာယူလို့ရတယ်လို့ Viber နံပါတ်39945388833998983343ဒီ Viber နံပါတ်တွေကနေပြီးတော့လဲဆက်သွယ်မှာယူလို့ရပါပြီရှင်